ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာသူပဲသူလဲဆိုတာကိုလုံးဝမမှတ်မိပဲမြေအောက်တက်လေကတစ်ခုထဲမှာနိုးလာခဲ့တယ်သူ့ကိုမြင့်မားတဲ့ကြောက်တိုင်းကြီးများနဲ့ဝန်းရံထားတဲ့မြက်ခင်းပြင်ကျဲကြီးတစ်ခုမှာနေထိုင်နေတဲ့ယောက်ျားလေးအုပ်စုကကြိုးဆူခဲ့ကြတယ်။ Glider လို့ခေါ်တဲ့ဒီကောင်လေးတွေဟာလူမှုအတိုင်းဝိုင်းသေးလေးတစ်ခုကိုတိစောက်ထားပြီးတယောက်ချင်းစီမှာကိုယ်ပိုင်တာဝန်တွေရှိကြတယ်။သူတို့ရဲ့ခေါင်းဆောင်အပိုက်ကကောင်လေးတိုင်းဟာနောက်ဆုံးမှာကိုယ်နာမည်ကိုပြန်မှတ်မိလာကြပေမဲ့အတိတ်အကြောင်းတော့မမှတ်မိကြဘူးလို့ပြောတယ်။ကောင်လေးဟာသူတို့ကိုဝန်းရံထားတဲ့အေယာမဝင်းကပါကြီးကသာလွတ်မြောက်ဖို့တခုလေးသောနီလန်းဖြစ်နိုင်တယ်ဆိုတာသိလာတယ်။နေ့ဘက်မှာ Runner တွေကထွက်ပေါက်ရှာဖို့ဝင်းကပါတဲကိုသွားကြပြီးညမရောက်ခင်ပြန်လာရတယ်။ဘာကြောင့်လဲဆိုတော့ညရောက်ရင်ဝင်းပေါက်ကပိတ်သွားလို့ပဲ။ဒေါ်ဝီဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပြိုင်ဆိုင်နေစဉ်မှာကောင်လေးဟာသူ့နာမည်သုံးမဆိုတာကိုရုတ်တရက်ပြန်မှတ်မိလာတယ်။နောက်တစ်နေ့မှာ Grave လို့ခေါ်တဲ့သေစေနိုင်တဲ့နီးပညာသက်ရှိအကောင်တွေရဲ့အစိတ်ထိုးခံထားရတဲ့ Runner တစ်ယောက်ဖြစ်တဲ့ Banga Thomas ကိုတိုက်ခိုက်ခဲ့တဲ့ပင်ရဲ့တန်ရာအတွက်ကုသဆေးမရှိတာကြောင့်သူ့ကိုဝင်းကပါတဲပို့ပြီးတေးဖို့ထားခဲ့ရတယ်။နောက်ပိုင်းမှာ Weed Runner ဖြစ်တဲ့ Mino နဲ့ Albie တို့ကပန်သွားခဲ့တဲ့လမ်းကြောင်းကိုပြန်လိုက်ရှာကြတယ်။ညနေခင်းမှာ Mino က Grave အစိတ်ထိုးခံထားရတဲ့ Albie ကိုဆွဲခေါ်ပြီးပြန်ရောက်လာပေမဲ့ပိတ်တော့မဲ့ဝင်းပေါက်ကိုအချိန်မီမရောက်နိုင်ခဲ့ကြဘူး။ Thomas ကသူတို့ကိုကူညီဖို့ဝင်းကပါတဲကိုပြေးဝင်သွားခဲ့ပြီး၃ယောက်လုံးအထဲမှာပိတ်မိသွားကြတယ်။ Thomas က Grave တကောင်ကိုပိတ်တော့မဲ့လမ်းကြောင်းထဲကိုညခေါ်သွားပြီးအဲ့ဒီအကောင်ကိုကြောက်တိုင်းကြားမှာဖိချေဖျက်ဆီးနိုင်ခဲ့တယ်။၃ယောက်လုံးညတညလုံးအသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက်နေ့မနက်မှာ Grave ကိုပြန်ရောက်လာကြတယ်။အဲ့ဒီနောက်တက်လီကားကနေပထမဆုံးမိန်းကလေးတစ်ယောက်ရောက်လာတယ်။သူမက Thomas ကိုသိပေမဲ့ Thomas ကတော့သူမကိုမမှတ်မိဘူး။ Thomas Melo နဲ့အခြားသူတွေဟာဝင်းကပါတဲကိုဝင်သွားကြပြီးတေဆုံးနေတဲ့ Grave ရဲ့အလောင်းကိုတွေ့ရှိကအတန်မြင်နေတဲ့စက်ပစ္စည်းတစ်ခုကိုဖယ်ရှားယူခဲ့ကြတယ်။ Grave အလောင်းထဲကစက်ပစ္စည်းတစ်ခုကိုထုတ်ယူခဲ့ကြတယ်။ Golly က Thomas ဟာလူငယ်တွေနဲ့ Grave တွေကြားကနုနယ်တဲ့ငြိမ်းချမ်းရေးကိုဖျက်ဆီးလိုက်ပြီလို့ပြောပြီးအပြစ်ပေးဖို့တောင်းဆိုတယ်။ဒါပေမဲ့အဖွဲ့ရဲ့ဒုတိယခေါင်းဆောင်တို့က Thomas ကို Runner အဖြစ်သတ်မှတ်ပေးလိုက်တယ်။ Melo ကအရင်ကစူးစမ်းရှာဖွေထားတဲ့အချက်လက်တွေအပေါ်အခြေခံပြီးတိစောက်ထားတဲ့ဝင်းကပါပုံစံငယ်ကို Thomas ကိုပြသတဲ့ဝင်းကပါရဲ့နံပါတ်တက်ထားတဲ့အပိုင်းတွေဟာပုံမှန်စီစဉ်တစ်ခုအတိုင်းအဖွင့်ပိတ်ဖြစ်နေကြောင်းတွေ့ရတယ်။ Thomas ကသူတို့ရရှိထားတဲ့စက်ပစ္စည်းဟာဝင်းကပါတဲကတိကျပိုင်းတစ်ခုနဲ့သက်ဆိုင်နေတယ်ဆိုတာသဘောပေါက်သွားတယ်။ Teresa စီမှာမသိရသေးတဲ့အရေးတစ်မျိုးပါဝင်တဲ့ဆေးထိုးအပ်နှစ်ချောင်းရှိတယ်။အဲ့ဒီထဲကတစ်ချောင်းကို Albie ကိုထိုးပေးလိုက်ရ Grave ရဲ့အစိတ်တန်ကနေပြန်လည်တက်တာလာတယ်။မင်းနောက်တဲ့ Thomas ဟာစက်ပစ္စည်းကိုယူပြီးဝင်းကပါတဲကိုထပ်မံဝင်ရောက်ကထွက်ပေါက်ဖြစ်နိုင်တဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။အဲ့ဒီညမှာတော့ဝင်းကပါရဲ့အဓိကဝင်ပေါက်ဟာမပိတ်တော့ပဲအခြားလမ်းကြောင်းတွေကဖွင့်သွားခဲ့တယ်။အဲ့ဒါကြောင့် Grave တွေအများပြားဝင်ရောက်လာပြီးအစုလိုက်ပြုံလိုက်တက်ဖြတ်မှုဖြစ်ပွားခဲ့တယ်။ Glider တွေဟာတိုက်ခိုက်ရင်ပုံအောင်ရင်အသက်ရှင်ဖို့စူးစမ်းခဲ့ကြပေမဲ့ Albie နဲ့အခြားသူများစွာတည်ဆုံသွားကြတယ်။အဲ့ဒီနောက် Golly က Thomas ကိုထိုးကျိတ်ပြီးဖြစ်ပျက်ခဲ့သမျှအရာအလုံးအတွက်အပြစ်တင်တယ်။ Thomas ဟာ Glade ကိုရောက်လာကြတဲ့ကအမတ်တရအစိတ်ပိုင်းလေးတွေပြန်ပေါ်လာနေခဲ့တာဖြစ်ပြီးသူ့ရဲ့မှတ်ဉာဏ်ကိုအပြည့်အဝပြန်ရစေဖို့တည်ဆုံနေတဲ့ Grave တကောင်ရဲ့အစိတ်များကိုကိုထိုးသွင်းလိုက်တယ်။အခြားသူတွေကတော့ကြန့်ရှိနေတဲ့နောက်ဆုံးအစိတ်ဖြည့်ဆေးကို Thomas အားထိုးပေးလိုက်ကြတယ်။သတိလစ်နေစဉ်အတွင်း Thomas ကသူနဲ့ Teresa တို့ဟာဝင်းကပါကိုဖန်တီးခဲ့တဲ့ Web အဖွဲ့အစည်းအတွက်အလုပ်လုပ်ခဲ့ကြောင်းသတိရလာတယ်။ကောင်လေးတွေဟာမတိလိုက်ပဲစမ်းသပ်မှုတစ်ခုရဲ့စမ်းသပ်ခံများဖြစ်နေခဲ့ကြတာပါ။ Thomas သတိပြန်ရလာတဲ့အခါ New Chuck နဲ့ Teresa တို့ကိုဒီအချက်လက်တွေပြောပြတယ်။ Teresa ကလည်း Web အဖွဲ့နဲ့အတူတူအလုပ်လုပ်ပြီးကောင်လေးတွေကိုနှစ်ပေါင်းများစွာလေ့လာခဲ့ကြောင်းဝန်ခံလိုက်တယ်။အဲ့ဒီအချိန်မှာ Golly ကအာနာကိုသိမ်းယူထားပြီး Thomas နဲ့ Teresa ကို Grave တွေထံပေးအပ်ဆိုလုပ်ပြီးငြိမ်းချမ်းမှုပြန်ရယူမယ်လို့ရည်ရွယ်ထားတယ်။ Glider တချို့ကအဖွဲပြီး Thomas နဲ့ Teresa ကိုလွတ်မြောက်အောင်ကယ်ထုတ်တယ်။သူတို့ဟာဝင်းကပါတဲကိုဝင်ပြီးလွတ်မြောက်ရန်စူးစမ်းကြပေမဲ့ Golly နဲ့အခြားတချို့ကတော့မထွက်ဘဲကြံရစ်ပြီး Grave တွေနဲ့တိုက်ခိုက်နေကြတယ်။လမ်းတစ်လျှောက်မှာဆယ်ကျော်သက်အချို့တေဆုံးသွားတယ်။အသက်ရှင်ကျန်ရစ်သူတွေဟာနောက်ဆုံးမှာခန္ဓာကိုယ်အလောင်းတွေပြည့်နေတဲ့တက်ခွဲခန်းတစ်ခုတည်းကိုဝင်ရောက်သွားကြတယ်။အဲ့ဒီထဲမှာ Ava Page ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဗီဒီယိုမှတ်တမ်းကိုတွေ့ရပြီးကဘာကြီးဟာကြီးမားတဲ့နေအောင်ပောက်ကွဲမှုကြီးနောက်မှာ Flare လို့ခေါ်တဲ့တေစေတဲ့ virus ပြန့်နှံ့မှုကြောင့်ပျက်စီးသွားခဲ့ကြောင်းရှင်းပြထားတယ်။ဆယ်ကျော်သက်တွေဟာကုသဆေးရှာဖွေရန်စမ်းသပ်မှုတစ်ခုရဲ့အစိတ်ပိုင်းဖြစ်အသုံးပြုခံခဲ့ရတာကိုသိရှိသွားကြတယ်။ဗီဒီယိုထဲမှာ Ava Page ဟာတနက်နဲ့ကိုပစ်တက်လိုက်တာကိုလည်းတွေ့ရပြီးတက်ခွဲခန်းကိုလက်နက်ကင်အဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေတာကိုမြင်ရတယ်။အဲ့ဒီနောက် Golly ကတနက်နဲ့ရုတ်တရက်ပေါ်လာပြီးသူက Grave အစိတ်ထိုးခံထားရတာကြောင့် Thomas ကိုပြစ်ဖို့ကြိုးစားတယ်ဒါပေမဲ့မင်းတို့ရဲ့လန်နဲ့ရင်ဘတ်ကိုထိုးခံရပြီး Golly တေဆုံးသွားတယ်။အဲ့ဒီအချိန်မှာ Chuck က Golly ရဲ့တနက်ပစ်ခတ်မှုကြောင့်တေဆုံးသွားတယ်။နောက်ပိုင်းမှာမျက်နှာဖုံးတက်လက်နက်ကင်အဖွဲ့တွေဝင်ရောက်လာပြီးကြန့်ရှိသူတွေကိုဟယ်လီကော်ပတာနဲ့ခေါ်ဆောင်သွားတယ်။ဟယ်လီကော်ပတာကကြီးမားတဲ့တဲကန်နာရပြုတ်ကွက်ကြီးအပေါ်ကနေပြန်တန်းပြီးပျက်စီးနေတဲ့မြို့တစ်မြို့ကိုရောက်သွားတယ်။အဆုံးမှာတည်သွားတယ်လို့ထင်ထားတဲ့သိပ္ပံပညာရှင်တွေဟာပြန်လည်တွေ့ဆုံကြပြီး Page ကဒီစမ်းသပ်မှုဟာအောင်မြင်ကြောင်းပြောတဲ့အသက်ရှင်ကျန်ရစ်သူတွေဟာ Phase 2 ထဲကိုဝင်ရောက်သွားပြီဖြစ်တယ်။